မခင်ချော်မေဒုတိယပိုင်းမခင်ချော်မေခမညာကျွန်တော်ကိုမေတ္တာမထားနိုင်သည့်ကိစ္စကျွန်တော်သဘောတူပါပြီမခင်ချော်မေတလှမ်းချင်းတစ်ခုချင်းပေါ့အဝါရောင်အပွင့်မပါသောထီရွက်ကလေးမိုးရေစက်များခေဟောင်းတဲ့ချင်းကျင်းပင်တို့နေကြပန်းများအသင့်စားတစ်ခုချင်းတလှမ်းချင်းဟောတာကျွန်တော်စုမိဆောင်မိကလေးများပါခင်ဗျာနှစ်တွေဘာနှစ်သာရမှမရပဲငါကြီးပြင်းလာခဲ့ရတဲ့ခုနှစ်တွေငါပိုင်ဆိုင်မှုဟာအခန်းချင်းလေးတဲကနေလက်ဖက်ရည်ဆိုင်စပွဲဘာအချင်းမှမရပါပဲချစ်နေရတဲ့နေ့ရက်တွေဟာပူဆွေးမှုတတိယနာကျင်မှုတွေသာအထင်သာတခါတလေငါမင်းရှိမှတိတ်တဆိတ်တခါတလေမင်းရဲ့စကားသံတွေတည့်ရထားတစ်ခုလုံးငါနားစီတယ်ဖြတ်မောင်းနေတယ်လို့ပေါ့ဒီလိုဆိုရပါမလားမခင်ချော်မေငါလက်တွေတဖြည်းဖြည်းပိုအေးဆက်လာရင်ငါညတွေကိုတိတ်ဆိတ်ငြိမ်သက်တဲ့စာကြည့်စပွဲလေးပေါ်ပြစ်တင်ဖြတ်တန်းရင်ရေဒီယိုတန်ဇလန်ခေတ်ဟာဘာရွေးမှမရှိပါပဲငါတုံလို့လားလှိုင်းမှုလာပြန်နေတဖြည်းဖြည်းငါမြင့်တက်လာရတဲ့အကြောင်းဟာဆွဲအားတွေတက်ရောက်နေတဲ့အနန္တပွင့်နောက်ထပ်မရတော့လို့လားတခုခုအချစ်နဲ့အမှုပညာမရှိရင်မနေနိုင်တဲ့ကောင်ဟာအသက်15နှစ်မှာရည်စားထားခဲ့စီဂရက်ကိုအသက်လိုတောက်တက်ခဲ့ပေါ့နာကျင်မှုဟာကုမရတဲ့အဆုံးငါ့ကိုမှဘောလုံးလိုလိမ့်နေလေရဲ့ငါအိမ်မက်ထဲမှာလေးပြစ်တန်တွေကြားနေရတယ်ကားပရင်ပေါက်ကနေအပြင်ကိုငေးနေတဲ့မင်းမြတ်ဝန်းတွေကိုသာငါအကြိမ်ကြိမ်မှတ်မြင်ခဲ့တယ်စိတ်ဟာဆိုးမရဘူးဘေးကအိတ်နေတဲ့မိမရဲ့နှလုံးခုန်တန်ဟာကျဲလွန်နေအားလုံးဓာတ်ရသလိုဖနှက်ပြက်သလိုပြက်ခဲ့ရတဲ့အနာတွေအလေးအနက်မထားတတ်တဲ့စိတ်တွေသာတောင်ထွန်းလာပြီးအဲ့ဒီတောင်ပေါ်မှာလာရောင်လာလုံနဲ့ခနန်းလေးတစ်ကောင်မှမရှိပါဒီမှာငါတယောက်တည်းလားထားပါတော့မခင်ချော်မေအင်းလျားမြန်လန်းထဲမှာအတူမှတ်ခဲ့ရတဲ့အိမ်မက်သာအစ်စ်ပေါ့ဆိုတဲ့စကားတန်တွေဟာအိမ်မက်ဖြစ်သွားသလားအိမ်မက်တစ်ခုသာတကယ်ပြည့်မယ်ဆိုအာမက်မမရဲ့တန်မာတဲ့လားတကောင်လိုချင်တဲ့အိမ်မက်ကိုပဲဖြည့်ဆည်းပေးလိုက်ကြပါငါကတော့ရပါတယ်ကြပြာရေးတက်တဲ့လက်တစ်ဖက်ရပြီးကြတဲ့ကဘာမှမလိုတော့ပါဘူးမခင်ချော်မေကိုဟာ80ခုနှစ်တွေထဲမှာပိတ်မိနေသူတယောက်ပေါ့ခေဟောင်းတချင်းချင်းပေါင်းပြီးရွက်ကျန်းရေချိုကိုချင်းတရားလက်ကလေးကင်ဖို့လဲကြောက်ရွံ့မိပါရဲ့မျက်နှာချင်းဆိုင်ပြီးမှမဟုတ်ရင်ဘသူနဲ့မှစကားမပြောချင်သူတယောက်အဲ့ဒီမှာပိတ်မိနေလေရဲ့ညီမလေးရေကိုဟာတိရွက်လို့အကျွေစောမယ်ထင်ပါတယ်ဟောဒီမြေကြီးပေါ်မှာမြေကပ်ပန်းကလေးတွေဂျန်ခဲ့မှာပေါ့ကိုကတော့တိရွက်လို့တေးဆုံးခြင်းဆိုတာတနေရာမှာပိတ်မိနေရာကနေအခြားတနေရာကိုပြောင်းပိတ်မိရတာမျိုးပဲကိုပြောပြမယ်ကိုရင်ဘက်မှာအရင်ကတည်းကကျဲသီးတွေရှိပါတယ်ကိုမွန်းချက်တဲ့အခါအချိန်မီဖွင့်ရနိုင်တဲ့ကျဲသီးတွေရှိပါတယ်ဒါပေမဲ့စိတ်ရဲ့လုံခြုံမှုဟာငှက်လိုပဲမဟုတ်လားတခါတလေဓာတ်ကြိုးတစ်ခုကနေတစ်ခုကိုစိုးရင်စိတ်ဟာအတက်အကျရှိတယ်ဆွဲအားဟာနှစ်ဟူးပေါ်ကိုတိုက်ရောက်တယ်အနှမ်းတွေခြေချင်းလင်အောင်ချွေနေမိပေမဲ့ဘာနှစ်သာရမှမရှိစိတ်တွေနောက်ကြည့်နေတဲ့နေ့တွေဆိုမင်းနှုတ်ခမ်းကိုတန်းတာမိတယ်ချော်မေမခင်ချော်မေကိုကခုံနေတဲ့ကပွဲဟာမီးရောင်မိန်ကလေးထွန်းနာတဲ့ကိုခန်းလေးလောက်မှရင်ခုန်စရာမကောင်းဘူးကွာသွားညီလေးတွေဘလို့များစီထားတယ်လဲတကယ်ကရင်အထိနာမှာစိုးလို့လားတတိရတယ်ကွာတရက်တောက်ပြဿနာတွေထဲမှာကျင်လေခဲ့ရတခရီးသွားရင်တရက်မှမနာခဲ့ရတဲ့နေ့တွေကိုရဲ့အားလက်ရဟာကိုနှလုံးမခုန်တော့တဲ့နေ့ပဲဖြစ်လိမ့်မယ်ဖိစီစီအိပ်ပြောအောင်မီးလင်းပေါ်ကိုမီးထိုးထည့်ရင်ကိုပါရီလို့ထင်လာတယ်စပြစ်ဝိုင်ပလင်းလို့ထင်လာတယ်အလောက်သွားအလောက်ပြန်မြင်နေရတဲ့ဖះเจ้าဝန်ကြီးလို့ထင်လာတယ်ကိုဟာစိတ်မထင်ရင်မထင်သလိုကြေကွဲတတ်သူများလားခေါင်းလောင်းတန်တွေထဲမှာလဲတစ်ချိန်ပိတ်မိရပြန်အတန်ထွက်ပြီးရည်ကြည့်ခြင်းနဲ့မခင်ချော်မေအနားမှာတယောက်ရှိစေခြင်းနဲ့
ကျွန်တော်တယောက်တည်းရေရွတ်နေမိသလားရက်ဆက်ဆက်ဆွေးနွေးရရင်ရက်ထားတဲ့ကားပါကင်ဆိုနန္ဒာရဲ့အိမ်မက်မိုးဆိုနေတဲ့စိတ်ပြက်စရာဖနက်ကျွန်တော်ဟာအသက်ထွက်ဖို့ကတိတ်ခတ်တဲ့ကောင်ပဲမခင်ချောမေရင်ငါရဲ့တကယ်ကြေကွဲမှုကိုထုတ်မပြမိဘူးပေါ့ငါတကယ်ကြေကွဲလာရင်တနေ့ရသွားပြီးတိတ်ဆိတ်နေရတော့တယ်ဆိုတာမျိုးအဲ့ဒီလိုပဲမင်းကပြက်တယ်မခင်ချောမေရာသီဥတုကပြောင်းလဲတလဲမင်းကမပြောင်းလဲတတ်ဘူးအိမ်ရှိမှာလီလီပန်းတွေမှတ်တိုင်မှာအခါခါငါငေးမင်းမဆုစာအုပ်ကြတယ်ငါထည့်ပေးမိတယ်ကြဗျာခင်ချောမေကြီးမင်းကပြတ်တယ်လေးစားပါရဲ့စိတ်လဲကုန်မသွားမိဘူးရာသီဥတုကပြောင်းလဲတတ်တယ်မင်းကမပြောင်းလဲတတ်ဘူးငါကငါအခါခါပြောင်းလဲမင်းငါကိုမချစ်တာကမပြောင်းလဲမခင်ချောမေကျွန်တော်ဟာအခန်းဝင်ဝါမှာတက်ဆင်ထားတဲ့ခန်းစည်းလိုက်ကလေးလိုပါခမည်းဝင်တိုင်မှထထခုံတဲ့နှလုံးသားကျွန်တော်စိတ်ဟာညင်နွမ်းလွန်းလာပါတယ်ကျွန်တော်တည်ရှိမှုဟာတည်ရှိနေပေမဲ့အရှိမဲ့ကျွန်တော်နှလုံးခုန်တန်ထဲမှာလဲချစ်ချင်းမြတ်တာငုံငွေကလေးကလွဲလို့ဘာမှမရှိကျွန်တော်အားတင်းနေထိုင်ရမှုဟာတက်ကြီးရွယ်အိုးပကြီးကားတစ်ချက်လို့ကျွန်တော်ဟာစင်းရဲနွမ်းပါလုံးနဲ့မိမပြိုတယောက်အလှပြင်တယ်လို့ရှိတာလေးနဲ့ချစ်ခဲ့ရတာပါကျွန်တော်အခန်းထဲမှာအတွေးလွန်နေတတ်တဲ့မိရောင်တွေသူရဲကောင်းမဆန်မှုတွေဘယ်သူမှမစာနာပေးနိုင်လောက်အောင်ကျွန်တော်အကြီးအကျယ်ရှုံးနေခဲ့ရတာပါကျွန်တော်ရဲ့ရှိစုမဲ့စုကြီးမြတ်တဲ့နှလုံးသားလဲပါလှလွန်လားကျွန်တော်တို့ဟာတခုခုဖြစ်လာဖို့အတွက်လူဖြစ်ရခဲ့ရုံမှန်ရင်ကျွန်တော်ဖြစ်ချင်တာကဘာမှမဖြစ်ချင်တော့တဲ့စိတ်အလင်းသားဖြစ်လိမ့်မယ်အဲ့မရတဲ့ညတွေများဆိုကျွန်တော်ဘယ်ဘက်မျက်လုံးကသွေးတွေအန်ချတယ်ကျွန်တော်နားတွေကမိတ်ဆွေအပေါင်းအသင်းပေါ်များခဲ့တဲ့နှစ်တွေကိုကြာရပေါ့မခင်ချောမေကြီးကျွန်တော်ဟာတစ်ကလက်အုပ်တကောင်မဟုတ်ဘူးလေဒီတော့တစနောက်ဆုတ်ထွက်ခွာခဲ့ရချမ်းအင်းလုံးနဲ့ကောက်အင်းကြီးပပတထဲစုပ်ပြတ်တက်နေတဲ့ရှူဖနက်တရင်ကျွန်တော်သိရင်ဘာလက်နဲ့မှတက်စင်မထားတဲ့ကြပြားတွေပဲခြံထားခဲ့ခြင်းနဲ့ချောမေကြီးအပေါင်းအသင်းချစ်ချင်းမြတ်တာအတန်ကြားတိုင်းထိတ်လန့်တုန်လှုပ်ကြပေါ့ကိုဟာတရားမဝင်နေထိုင်သူပါအတန်မထွက်နိုင်တော့တဲ့အတန်ကလေးတစ်ခုပါကိုယ့်ရဲ့မအောင်မြင်မှုအကောင်းမမြင်မှုအနာတရများယခုသိပါပြီနောက်များကြရင်လေကိုယ်ဝမ်းနေမှုကိုဘယ်သူကိုမှမမျှတော့ကိုနားလဲပါပြီမခင်ချောမေနေ့ရက်တိုင်းဟာနောက်ဆုံးလို့ငါရှိနေတော့လဲအတိတ်ပဲမရှိခရီးများရှိပါတော့လဲငါကဘယ်ကိုတွားတက်ရမယ်မသိခဲ့စီဂရက်နဲ့မိန်းမပြတ်မှလွယ်၍ဘာလေးနဲ့မှမရှိဟောတာကအရေးပညာတွေပါဟောတာကပောက်ကွဲကန်ဤအစုပ်ပါဟောတာကအတုံးဝင်တော့တဲ့နှလုံးခုန်တန်ပါဟောတာရက်တက်ငိမ်သက်ခရီးမဆက်လို့တော့တဲ့တစုံတဦးပါအိမ်ဆောက်ရထားဆောက်ဘတ်စကားဆောက်တကယ်တွေးကြည့်တော့ငါစီရောက်လာမဲ့သူဘယ်သူမှမရှိခဲ့မရေပါနဲ့မချော်မီဒါနောက်စီရမဟုတ်ပါခမည်းကချိတ်ထမိန်အစဉ်ရွေးနေတယ်ထင်ပါသလားခမည်းထင်နေတဲ့အရာဒါပါလေအလိုရှိသလိုအသုံးပြုနိုင်ပါတယ်မခင်ချော်မီတီးကြလှပါရဲ့ဆိုသောစကားလုံးများနှလုံးသားတွေကထွက်လာပြီးလက်ဖက်ရည်ဆိုင်ကလေးတဲ့ဝင်ထိုင်နေရတချင်းမပွင့်မီစီဂရက်မီမညိမိပတ်စံလာချီသူတိုင်းကိုမင်္ဂလာပါကျေးဇူးတင်ပါတယ်အစရှိသဖြင့်သဘောထားမိမခက်ချေဘူးလားတီးကြလှပါရဲ့ဆိုသောစကားလုံးများကျွန်တော်နဲ့အသက်ရှူတန်အဖြစ်အားလုံးငြိမ်သက်နေပါတယ်မခင်ချော်မေအပြက်စီးများငါပြက်ကြနေပြီချောမေငါလေရင်စကောင်းမီးဟုံဟုံတောင်းနေပြီချင်းပေါင်းပြီးအိတ်ကက်ထဲမှာလက်နှစ်ဖက်အသေးတက်ပြီးခက်တီတီနေခဲ့တာတွေမင်းကငါမချစ်တော့ဘူးကွာလို့ငါပြောခဲ့တာတွေအကယ်၍ဖြစ်နိုင်ရင်ငါအသက်ငါပြန်နှုတ်ယူခြင်းပါရဲ့ချောမေငါတော့ပြက်ကြနေပြီငါလေရင်စကောင်းဟာမီးဟုံဟုံတောင်းနေပြီဒီကိစ္စ
တအုံနွေနွေမင်းတိမှဖြစ်မယ်မင်းမတိမှလည်းဖြစ်မယ်တို့မခင်ချော်မေစီကရက်ထားတော့တယ်ရန်တဲ့လုံးဖောက်တယ်ဖျားတာတယ်မျက်လုံးချင်းဆောင်အောင်ကြည့်ရမလားလက်ကလေးပြေးကန်လိုက်ရမလားမင်းကအဝေးကိုငေးလို့ငါကဘဲကစားရမလဲဖျားတာတယ်ရန်တဲ့လုံးထားပေါက်တယ်စီကရက်ထားတော့တယ်မခင်ချော်မေစပင်းရှိများခါလေတိယခုမရှိတော့ပါလျှက်စိခေါင်းလုံးတံများမိရထားတံများအရေးပေါ်လူနာများဆွဲချင်းလေးခုံမော်တင်၍မိုက်ခရိုစကော့အောက်မှယောဂအမည်များဂုံးကြော်တရားပေါ်မှာကျွန်တော်ကျဲချလိုက်သောခရီးပန်းများပဲရီခဲမုတ်စကိုးလန်းညကျွန်တော်လက်မောက်မှသွားရကလေးများမရှိတော့ပါမခင်ချော်မေမရှိတော့ပါပြန်သွားပါပြီကျစ်ဆန်မီလေးဖြစ်ဖြစ်အင်ကြီးအစွန်လေးဖြစ်ဖြစ်ခောက်တီးကလေးဖြစ်ဖြစ်ပေါ့မခင်ချော်မေရေချစ်ချင်းမြတ်တာကိုခောက်ဝေးဝေးကတခါလောက်လှမ်းမြင်ရင်တော်ပါပြီချော်မေရေညီမလေးအခုကိုယ့်ရဲ့ဘာမှဖြစ်မလာမှုဟာနောက်နှစ်တရာကြာရင်တယောက်ယောက်အတွက်အမှတ်တရဖြစ်လာမလားစကားတွေအားလုံးလေထဲမှာတန့်နေတယ်နှာခေါင်းကအပုပ်နဲ့ရနေပြီးဘသူသေးနေလဲဆိုတာမသိရတယ်လို့ပေါ့လောကဟာတခါတလေစိတ်ကုံစရာတိတ်ကောင်းတာပဲကွယ်အတီးတန်စအိမ်လေးတဲကနေဘယ်နှမတ်ကိုလှက်လှက်အပြင်ကိုမရောက်နိုင်နဲ့လျှက်စစ်တန်လိုက်တခုလိုပါပဲကြီးကန်းတွေအော်နေတယ်အဝါရောင်ကြုံငင်းတစ်ခုထဲမှာငါအိမ်မက်နေတာပဲဒါအိမ်မက်ပဲဖြစ်ပါစေဟောဒီငါရှင်တန်နေရတာအားလုံးအိမ်မက်ပဲဖြစ်ပါစေတော့ချစ်ချင်းမြတ်တာခေအောင်လက်ဖက်ရည်စံကလေးများနဲ့မခင်ချော်မေခေဆက်ဆက်အတွန်းရှည်ပါစေ